လာပါကျွန်တော်နာမည်တော့ပိုင်စိုးထွန်းပါကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်ဓာတ်ကြခြင်းဆိုတဲ့စကားကိုပြောများကြပါတယ်တခုခုအဆင်မပြေရင်တခုခုဝမ်းနည်းနေရင်ငါစိတ်ဓာတ်ကြနေဆိုပြီးပြောတတ်ကြပါတယ်ဒါပေမဲ့တကယ်စိတ်ပညာရစိတ်ဓာတ်ကြခြင်း depression ဆိုတာအခဏတာဝမ်းနည်းရုံနဲ့မဟုတ်ပါဘူးအမှန်တော့စိတ်ဓာတ်ကြခြင်းဆိုတာလေယောဂတစ်မျိုးပါပဲအုံတော်တွင်းကဓာတုဘေကပစ္စည်းတွေမညီမျှမှုကြောင့်ဖြစ်ရတဲ့ကုတမှုလိုအပ်တဲ့ယောဂတစ်မျိုးပါပဲဒီယောဂခမရဲ့စိတ်ကိုယ်တယ်မဟုတ်ခမရဲ့ခန္ဓာကိုယ်ခမရဲ့နေ့စဉ်လူမှုဆက်ဆံရေးနဲ့ခမရဲ့ဘဝအနာဂတ်ကိုပါဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်လူများစုကစိတ်ဓာတ်ကြခြင်းရဲ့ဆိုးကျိုးလို့ပြောရင်ဝမ်းနေတာလို့ပဲမြင်တတ်ကြပါတယ်ဒါပေမဲ့တကယ်ဆိုးကျိုးတွေကအဲ့ဒါတဲ့ပိုနေပြီးပိုကြောက်ဖို့ကောင်းပါတယ်ဒီနေ့ဗီဒီယိုမှာတော့စိတ်ဓာတ်ကြခြင်းကကျွန်တော်တို့ဘဝကိုနေပေပေါင်းစုံကနေဘယ်လောက်ထိဆိုးဆိုးရွားထိခိုက်စေလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်စိတ်ပညာနည်းကျဆွေးနွေးတင်ပြပြီးတော့မှာဖြစ်ပါတယ်ဒီချက်တွေကိုတည်ထားခြင်းအပြင်စိတ်ဓာတ်ကြခြင်းကလူတစ်ယောက်အတွက်ဘယ်လောက်ထိအန္တရာယ်များတယ်ဆိုတာကိုသိလာပါလိမ့်မယ်ပထမဦးဆုံးဆိုးကျိုးအနေနဲ့ခန္ဓာကိုယ်တစ်ယောက်တဲ့ဆိုးကျိုးတွေကိုပြောချင်ပါတယ်စိတ်ဓာတ်ကြခြင်းဆိုပေမဲ့ခန္ဓာကိုယ်ကတကယ်နာကျင်မှုခံစားကြရပါတယ်စိတ်ဓာတ်ကြလူတွေဟာinsomnia လို့ခေါ်တဲ့အိမ်မပျော်ခြင်းဒါမှမဟုတ် hypersomnia လို့ခေါ်တဲ့အလွန်အကျွံအိပ်စေခြင်းပြဿနာတွေကိုခံစားကြရပါတယ်အုံနောက်က serotonin နဲ့ melatonin လို့ခေါ်တဲ့အိပ်စေခြင်းကိုထိန်းချုပ်တဲ့ဓာတ်တွေကိုမထုတ်လွှတ်နိုင်တော့တဲ့အခါခန္ဓာကိုယ်ကဘယ်လိုမှနားလို့မရတော့ပါဘူးခန္ဓာကိုယ်ကပင်ပန်းနေရင်တောင်အိပ်စက်ဖို့ခက်ခဲဖြစ်နေတာမျိုးဒီလိုညတိုင်းအိပ်စက်ဖို့ခက်ခဲဖြစ်နေတဲ့အတွက်ကြောင့်နေ့ဘက်မှာနှုံးချပြီးဘာမှမလုပ်ချင်တော့ပါဘူးတချို့လူတွေကြတော့လုံးဝအစာစားနေမရှိတော့ပဲခန္ဓာကိုယ်လေးချိန်တွေပဲကြာဆင်းလာကြပါတယ်တချို့လူတွေကြတော့စိတ်သက်ကြပြီးအေးရေးပြတဲ့ညရင်များလာတဲ့အတွက်မလုပ်ချင်မကန်ခြင်းတဲ့စိတ်တွေပုံများလာပါအဲ့ဒီအတွက်ကြောင့်စိတ်သက်တာရောက်အတွက်သူတို့ကအစားတွေကိုပုံမစားတုံးလာပြီးခန္ဓာကိုယ်ဝိတ်တွေပါပိုတက်လာကြပါတယ်ဒီလိုဖြစ်လာခြင်းကခန္ဓာကိုယ်ရဲ့အာဟာရစနစ်ကိုပျက်စီးစေပါတယ်စိတ်သက်ကြလူများစုကဘိုက်အောင်တာခေါင်းကိုက်တာနောက်ကျောနာတာဒါမှမဟုတ်ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကြိုက်ခဲတာအစာရှိတဲ့ဒါတွေအကုန်လုံးခံစားကြရပါတယ်ဒါကို psychosomatic symptom လို့ခေါ်ပါဆေးစစ်ပြီးဖြေရှာခြင်းဘာရောမှမတွေ့နိုင်မဲ့တကယ်နာကျင်ခံစားကြရတာဒါတွေကဘဝရည်လေးကိုအရန်ထိခိုက်စေနိုင်ပါတယ်ဒုတိယဆိုတော့အုံတော်ရဲ့လှုပ်ဆောင်ချက်တွေကိုထိခိုက်တာစိတ်ဓာတ်ကျတဲ့အခါအုံတော်ရဲ့ short cotton လို့ခေါ်တဲ့အာရုံစိုက်မှုကိုထိန်းချုပ်တဲ့နေရာအားနေတော့ပါတယ်အဖဖို့အလုပ်လုပ်ဖို့ဒါမှမဟုတ်လူတစ်ယောက်နဲ့စကားပြောဖို့တော့အာရုံစိုက်ဖို့အရန်ခက်ခဲလာပါတယ်ဒီလိုအာရုံစိုက်ဖို့အရန်ခက်ခဲလာတဲ့အတွက်ဘာလို့တော့အမှားမှားရွေးဖြစ်လာပါတယ်နေ့စဉ်လုပ်နေတဲ့ဓမင်းဘိုင်းနဲ့စားမလဲဆိုတဲ့တာမန်ဆုံးဖြတ်ချက်ကစပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချဖို့အုံနောက်ကမစွမ်းဆောင်နိုင်တော့ပါဘူးအုံနောက်ကဆုံးဖြတ်ချက်ချဖို့လိုအပ်တဲ့စွမ်းရည်ကိုမထုတ်ပေးနိုင်တော့လို့ငါကဘာမှတုံးချဘူးငါကြောင့်အလုံးဒုက္ခရောက်ရတယ်ဆိုတဲ့တွေးတဲ့တရစက်ဝင်လာပါတယ်ဒီချက်ကရန်ဆိုတော့ပြစ်တနာတစ်ခုရဲ့နေနာတွေဖြစ်ပြီးသူတို့အပြစ်တရားရဲ့တေကတော့မြင်မိနေလို့တတိယဆိုးကျိုးကတော့လူမှုဆက်ဆံရေးဘဝရဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးသွားတာသူတို့ကမိသားစုဝင်တွေတငယ်ချင်းတွေနဲ့စကားပြောရတာကိုအားအင်ကုန်ခန်းတယ်လို့ခံစားရပါတယ်ဒါဟာဒုံရလို့ခေါ်တဲ့ပျော်ရွှင်မှုမခံစားရခြင်းကြောင့်ဖြစ်ပါတယ်အရင်ကပျော်ဝဲရတဲ့အခုချိန်မှာတိတ်ပဲမရှိတော့ပါဘူးနောက်ဆုံးမှာသူတို့ကတယောက်တည်းအထီးကျန်တဲ့လူတယောက်လိုဖြစ်သွားပါတယ်မိသားစုဝင်ချစ်သူတွေဒါမှမဟုတ်တငယ်ချင်းတွေနဲ့မကြာခဏစကားများတာဒေါသထွက်တာတွေဖြစ်လာပါတယ်တချို့လူတွေစိတ်ဓာတ်ကြခြင်းကိုနားမလည်တဲ့အတွက်အပြင်းကြီးရင်ဂရုမစိုက်ဘူးလို့အထင်မှားပြီးတော့မှဆက်ဆံရေးတွေပြည့်စည်သွားတတ်ပါတယ်လူမတွေ့ခြင်းတာအာရုံစိုက်လို့မရတာပင်ပန်းတာတွေများလာတဲ့အတွက်ကြောင့်အလုတ်ခွင်မှာစိတ်ဝင်စားမှုတွေကြာဆင်းလာပါအလုတ်တွေလည်းမကြာခဏပြစ်လာပါတယ်ကြောင်းသားဆိုရင်လည်းဒီစာမလိုက်နိုင်တော့ပါဘူးဒါတွေကစီးပွားရေးနဲ့အနာဂတ်ရည်မှန်းချက်ကိုကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်အနည်းချုံးရင်စိတ်နဲ့ကြာရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အုံနောက်လူမှုဆက်ဆံရေးနဲ့အတက်အကျဆိုးကျိုးတွေကိုပေးနိုင်ပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာဒီလက္ခဏာတွေရှိနေတယ်အချိန်မဆွဲပါနဲ့နီးစပ်ရစိတ်ကျမ်းမာရေးဆရာဝန်နဲ့အများဆုံးကုသတတ်ပါတယ်ဒီဗီဒီယိုလေးကစိတ်နဲ့ကြာခြင်းရဲ့ဆိုးကျိုးတွေကိုနားလည်သဘောပေါက်စေဖို့အထောက်အကူပြုမယ်လို့ပြောတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာဘုဒ္ဓတရားအတွက်ကျွန်တော် channel လေးကို like subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်